Genuine နဲ့ Red စာသားတစ်ပိုင်းကနေပေါက်ဖွာလာတဲ့စားတောက်ဆိုင် brand ကြီးတစ်ခုရှိပါတယ်။အဲ့ဒါကတော့ Eminem ရဲ့ Most Spaghetti ဆိုတဲ့စားတောက်ဆိုင်ပဲဖြစ်ပါတယ်။ဆိုတော့ဒီနေ့ကျွန်တော်တို့ဒီကြောင်းပြောကြတာပေါ့။ကျွန်တော်တို့ရဲ့ rap god ကြီး Eminem ရဲ့2002ခုနှစ်ကထွက်ရှိခဲ့တဲ့ Lose Yourself ဆိုတဲ့သချင်းကိုမသိတဲ့သူမရှိတော့ဘူးလို့ကျွန်တော်ယူဆပါတယ်။ဒီသချင်းထဲမှာ That's Vomit on His Sweater Already Most Spaghetti ဆိုတဲ့စာသားကနေပြီးတော့ဒီ Most Spaghetti ဆိုတဲ့စားတောက်ဆိုင် brand ကြီးတစ်ခုဖြစ်လာဖို့အတွက်အဓိကအစပါ။ဒီစာသားက Eminem ရဲ့ Detroit မြို့မှာရုန်းကန်ခဲ့ရတဲ့ငယ်ဘဝကိုထင်ရစေပြီးတော့ရုန်းကန်မှုရဲ့ဖိအားတွေကြောင့်စိတ်လှုပ်ရှားပြီးတော့စားခဲ့ရတဲ့အမေလှုပ်ပေးတဲ့ spaghetti ကိုရည်ညွှန်းတာပဲဖြစ်ပါတယ်ဒီလိုနဲ့ပေါ့နော် Eminem ရဲ့ fan တွေကြားမှာ Most Spaghetti ဆိုတာက means တစ်ခုလိုမျိုးပြန့်နှံ့ပြီးတော့ကြော်ကြားလာခဲ့တယ်ပေါ့ဒီမျိုးပြန့်နှံ့လာတဲ့သူ့ရဲ့ Most Spaghetti ဆိုတဲ့စာသားကို Eminem ကသူ့ရဲ့ nostalgia နဲ့ Dead Humor တို့ကိုအရင်တည်ပြီးတော့သူ့ရဲ့ကိုယ်ပိုင် brand စီးပွားရေး brand ဖြစ်ပြောင်းလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ record ကြီးရပြလုံးလိုက်အစမ်းနေကြီးပဲဒါပေမဲ့လည်းဆောင်ရွက်မိုက်ပါတယ်သူလုံးသမျှလည်းသိရမလားတင့်တယ်နေတော့ဒီလိုတင့်တယ်ဖို့အတွက်ကလည်းသူအများကြီးပေးဆက်ခဲ့ရတာဆိုတော့ဒီ Eminem ရဲ့အကြောင်းသိတဲ့လူဆိုရင်တော့တိတ်အများကြီးပြောကြမလို့ထင်ပါတယ်ဆိုတော့ဗျာဒီလိုနဲ့ Most Spaghetti restaurant တွေက pocket store တွေအနေနဲ့စတင်ခဲ့ပြီးတော့2021ခုနှစ်မှာတော့ Eminem ကသူ့ရဲ့ဇာတိမြေဖြစ်တဲ့ Detroit မြို့မှာအမြဲတမ်းဖွင့်လှစ်ရောင်းချတဲ့စားသောက်ဆိုင်အဖြစ်ဖွင့်လှစ်ပြီးတော့အခြေချခဲ့ပါတယ်ဆိုင်ရဲ့ menu မှာအဓိကကတော့ spaghetti ပါပဲဒါပေမဲ့ထူးခြားတာကတော့ spaghetti ကိုပမုံနဲ့ထည့်ပြီးတော့ညှက်စားရတဲ့ spaghetti sandwich ပါဒီ spaghetti sandwich ကလမ်းပေါ်ကလူငယ်တယောက် street ပေါ်ကလူငယ်တယောက်ရဲ့ရိုးရှင်းတဲ့နေထိုင်စားသောက်ပုံကိုကိုစားပြုတယ်လို့ဆိုပါတယ်ဒါအပြင် Most Spaghetti pasta sauce ကိုဖန်ဘူးနဲ့ထုတ်ပြီးရောင်းချတာတွေလည်းရှိပါတယ်ဆိုင်ရဲ့ပေါ်တက်မှာဆိုလို့ရှိရင်လည်း Eminem ရဲ့ fan တွေအတွက်အမတ်တရပစ္စည်းရောင်းချတဲ့ The Taylor ဆိုတဲ့ဆိုင်ကိုလည်းတွဲဖက်ပြီးတော့ဖွင့်လှစ်ထားတာလည်းရှိပါတယ်ဆိုတော့ Most Spaghetti ဆိုတဲ့ဒီစားတောက်ဆိုင် brand ကြီးကရိုး spaghetti ခောက်ဆွဲတွေရောင်းချတာမျိုးတွေမဟုတ်တော့ဘဲနဲ့ Eminem ရဲ့ authenticity စစ်မှန်မှုကိုပြသခြင်းပါ Eminem ကသူ့ရဲ့နာကျင်စရာဇလန်းပေါ့နော်ဒါကိုလည်း Lose Yourself ဆိုတဲ့ချင်းထဲမှာတွေ့နိုင်ပါတယ်အိမ်မိုင်ဆိုတဲ့ဇာတ်ကားလည်းရှိတယ်ဗျအဲ့ထဲမှာလည်းတွေ့နိုင်ပါတယ်ထားပါတော့ဆိုတော့ဒီလိုမျိုးနာကျင်စရာဇလန်းကိုယူပြီးတော့စီးပွားရေး brand တစ်ခုဖြစ်ပြောင်းလဲလိုက်တာက fan အနေနဲ့သူတို့ချစ်တဲ့ rapper တယောက်ရဲ့အမှုပညာသမိုင်းနဲ့စိတ်ခံစားချက်တွေကိုစားသုံးရတာနဲ့တူတူပဲဆိုတဲ့ vibe မျိုးကိုသူကပေးတယ်ပေါ့နော်ပိုပြီးမိုက်တာက Eminem အနေနဲ့သူ့ရဲ့ Most Spaghetti restaurant ကို Detroit မြို့မှာဖွင့်လှစ်လိုက်တာကသူ့ရဲ့ဇာတိမြေပေါ်ကိုအလေးထားတာကိုပြသပြီးတော့သူ့ရဲ့ underdog ဖြစ်တဲ့ပေါ့နော်ဇလန်းကိုလုံးဝထင်ဟပ်စေတယ်ပေါ့နော်သူဒီ Detroit မြို့မှာရုန်းကန်ရတာတွေဘာတွေညာတွေပေါ့နော်ဒါတွေရှိတယ်ဗျာဒါတွေလုံးဝထင်ဟပ်သွားစေတယ်ပေါ့ဒီနေရာမှာကျွန်တော်မြင်ကိုပြောရမယ်ဆိုလို့ရှိရင် Eminem အနေနဲ့သူ့ရဲ့ Most Spaghetti restaurant ကိုသူ့ရဲ့ underdog ဇလန်းနဲ့ brand positioning လုပ်ထားပုံပါပဲဆိုတော့ Most Spaghetti ဟာ Eminem ရဲ့ရိုးရိုးစီးပွားရေး brand တခုမဟုတ်တော့ဘဲနဲ့သူ့ရဲ့အမှုပညာသူ့ရဲ့ဇလန်းသူ့ရဲ့ underdog ပေါ့နော်ဒီအောက်ခြေမှာရုန်းကန်ရတဲ့ story တွေနောက်ပြီးတော့သူ့ရဲ့ပင်ကိုယ်စရိုက်နဲ့ပေါင်းဆက်ထားတဲ့ masterpiece ဖြစ်တဲ့ brand တစ်ခုလို့ပြောလို့ရပါတယ်ဆိုတော့ဒီလိုမျိုးစိတ်ဝင်စားစရာ brand story တွေကိုဆက်သိရဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe and follow လုပ်သွားဖို့မမေ့ပါနဲ့ဟုတ်အားလုံးကိုကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့လူတယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်အားလုံးပဲ see you in the next video ပါ